Passion Start with Back Channel မှာပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မှာလည်းအရင်ဖတ်ခဲ့ဆက်ဖြစ်တဲ့ပေါ်လီယာနာစာအုပ်ကလေးပိုင်းရှိကိုဆက်လက်ဖတ်ပြသွားမှာဖြစ်ပါတယ်အခန်း21အဖြေပေါ်လာသောပု္ပ္ပာတစ်ခုချွန်ပင်တဲ့အင်ကြီးရှိရာကုန်းမြင့်မှာပေါ်လီယာနာပြေးဆင်းလာတော့မိုးသည်တိတ်ချုံရွာသွန်းတော့မြေအသွင်ဖြင့်ရုတ်တရက်မဲမှောင်၍လာလေသည်အိမ်အပြန်လန်တဝက်သို့ရောက်လျင်ထီကလေးနှင့်လိုက်လာသောနန်စီကိုတွေ့လိုက်ရ၏ထိုအချိန်တွင်ကမိုးတိမ်တို့သည်ရွေ့ရှာသွားကမိုးရွာမည်အရေးနမိတ်များနှဲပါသွားပြန်သည်နန်စီကမိုးကိုမော့၍ကြည့်လိုက်ပြီးမြောက်ဘက်ကိုရွေ့သွားပြီလေမမကတော့ဒီလိုပဲထင်ခဲ့တာပါတော်ပေါ်လီကထီးနဲ့သွားကြည့်ကြည့်ဆိုလို့သာလာခဲ့ရတာသူကသမီးအတွက်စိတ်ပူလို့လေဟုပြောပြီးမိုးကိုမော့ကြည့်နေပြန်၏နန်စီကမချင်နဲ့ဟွန်းဟွန်းဆိုလိုက်ပြီးသမီးကမမပြောနေတာကြားကျင်အောင်မပြုဘူးသမီးတော်ကသမီးအတွက်စိတ်ပူနေတယ်လို့ထပ်ပြော၏ပေါ်လီယာနာမှာမကြမီသူ့အန်တီပေါ်လီအားမိကွန်းတစ်ခုမေးရန်ကိုသာတတိယလျက်တပြင်းချလိုက်သည်စိတ်မကောင်းပါဘူးမမရေသူ့ကိုသမီးကထိတ်လန့်အောင်လုပ်ခဲ့တာမဟုတ်ပါဘူးအမေမမကတော့ဝမ်းသာတယ်တော့တကယ်ပေါ်လီယာနာကသူ့ကိုစိုက်ကြည့်လိုက်သည်အန်တီပေါ်လီသမီးတို့အထိတ်တလန့်ဖြစ်ရတာဝမ်းသာရသလားမမနန်စီရဲ့ဒီကစားနည်းကဒီလိုကစားရတာမှမဟုတ်ပဲဒီလိုဟာတွေကိုဝမ်းသာတယ်လို့မမကလည်းသူကန့်ကွက်သည်နန်စီကကစားနေတာမှမဟုတ်ပဲသမီးရဲ့တတိတောင်မရဘူးသမီးအတွက်တော့ပေါ်လီစိုးရိမ်နေဆိုတာဘာအဓိပ္ပာယ်လဲဆိုတာသမီးရိပ်မိပုံမပေါ်ဘူးဟုပြန်ချီသည်ပေါ်လီယာနာကဘာအဓိပ္ပာယ်ရမလဲမမနန်စီစိတ်ပူတယ်ဆိုတာမကောင်းဘူးပေါ့တခြားဘာအဓိပ္ပာယ်ထွက်နိုင်အောင်မလဲဟုဆိုပြန်သည်နန်စီကခေါင်းကိုဆက်ခနဲမောလိုက်ပြီးအေးတခြားဘာအဓိပ္ပာယ်ထွက်နိုင်လဲဆိုတာမမပြောမယ်အဲ့ဒါသူ့အခါလူစိတ်ပေါက်ခံနေပြီလို့ဆိုလိုတာပဲသွေးသွားချင်းတွေလို့ပေါ့အဲ့ဒါကတစ်ချိန်လုံးဝတ္တရားရှိလို့လုပ်ရတာကြီးမဟုတ်တော့ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ်ဟုပြောလိုက်၏ပေါ်လီယာနာကစိတ်ဆိုးနေသူပမာအော်မမနန်စီကလည်းအန်တီပေါ်လီဟာသူ့ဝတ္တရားကိုအမြဲကြည့်ပြောအောင်လုပ်နေတာပဲသူကအင်မတန်ဝတ္တရားတိတတ်တဲ့မိန်းမတစ်ယောက်ပဲဟုလွန်ခဲ့သည့်နိုင်ဝက်ကမစ္စတာပင်တန်ပြောလိုက်သည့်စကားများအတိုင်းလိုက်ပြောနေမိသည်နန်စီကခက်အေးအေးရလိုက်ပြီးသမီးပြောတာဟုတ်ပါတယ်အဲ့ဒါလိုကြီးပဲထင်ပါတယ်သို့ပေမဲ့သမီးလေးရောက်ကနေကဒါကြီးပဲတော့မကတော့ဘူးထင်တယ်ဟုပြောသည်ပေါ်လီယာနာ၏မျက်နှာမှာပြောင်းလဲလာသည်သူ၏နဖူးကြောများလည်းတက်မှလာသည်အေးမမနန်စီမမကိုသမီးအဲ့ဒါမိမယ်လို့ပဲဒီလိုလေအန်တီပေါ်လီကသမီးဒီမှာရှိနေတာကိုကြိုက်ရလားသမီးမရှိတော့ဘူးဆိုရင်သူဘယ်လိုနေမလဲနန်စီသည်ပေါ်လီယာနာ၏မျက်နှာကိုတစ်ချက်များလှမ်းကြည့်လိုက်သည်ပေါ်လီယာနာကအီမေးခွန်းကိုမေးလိမ့်မည်လားဟုသူရဲ့ခင်ကစိုးရိမ်ခဲ့ဘူးသည်မေးခဲ့လျင်သူဘယ်လိုဖြေရမည်ကိုမသိခဲ့မေးသူ၏စိတ်ကိုမထိခိုက်စေပဲရိုးသားစွာမည်သူဖြေရမည်ကိုမသိခဲ့တို့ရရင်ယနေ့ညနေဒေါ်ပေါ်လီထီးနှင့်အကျိုးခိုင်းလိုက်ခြင်းနှင့်ပတ်သက်၍နန်စီ၏စိတ်ထဲတွင်အစကထင်ယုံထင်ခဲ့ပြီးယခုမူယုံကြည်လာမိပြန်တော့ဤမေးခွန်းကိုမေးစေခြင်းအပြန်တော့သည်ယနေ့တော့စိတ်ရှင်းရှင်းနဲ့ပင်ဤအချင်းငနေရှာသောကလေးမ၏နှလုံးကိုငြိမ်းချမ်းစေရတော့မည်ဟုလည်းယုံကြည်ထားလိုက်လေသည်သမီးကိုဒီမှာရှိနေတာကြိုက်ရလားဟုတ်လားသမီးဒီမှာမရှိတော့ရင်အောက်မေ့နေမလားဟုတ်လားဟုနန်စီကခန်းကုန်းကလေးမေးလိုက်ပြီးအခုသမီးကိုမမပြောနေတာအဲ့ဒါပဲဆိုတာမသိတာကြားနေရပဲမိုးပေါ်မှာတိမ်ကလေးတစ်ကွက်နှစ်ကွက်မြင်တာနဲ့ဟဲ့ထ
ထင်းရမြမြန်သွားကြွကြည်လူလွတ်တာတို့သမီးပစ္စည်းတွေကိုအထက်ခိုးရဲကနေပြီးသမီးလိုချင်နေတဲ့အခန်းလှလှလေးတွေရွှေ့ခိုင်းတာတို့သူမလုပ်ခဲ့ဘူးလားယင်ပေါ်လီယာနာရဲ့သမီးရောက်ခါစားကားဆိုရင်သူဘာဆိုဘာမှမလိုချင်တာသမီးကိုလေနန်စီကဒေါနဲ့မောနဲ့ပြောရင်ကသူ့စကားကိုအသာရက်ထားလိုက်ပြီးအတန်ကြားမှလေလျှော့ဆက်ပြောပြန်သည်ဒါရီနဲ့ဘဲကလည်းအောင်မလဲသမီးကြောင့်သူပျော့ပြောင်းလာတာကလေးတွေညံ့ညော်လာတာကလေးတွေခွေးကလေးကြောင့်ကလေးတွေကိစ္စပြီးတော့မမကိုစကားပြောတာကအစအိုးအများကြီးပေါ်ပေါ်လီယာနာရဲ့သမီးဒီမှာမရှိရင်သူဘလောက်အောင်မိမယ်ဆိုတာဘယ်သူမှမပြောနိုင်ဘူးဟုနန်စီကအားတက်တရောပြောပြလိုက်တော့ပေါ်လီယာနာဤမျက်နှာကလေးမှာရုတ်တရက်တောက်ပရွှင်လန်း၍လာနေသည်အိုးမမနန်စီသမီးလေးတိတ်ကိုဝမ်းသာတာပဲအန်တီပေါ်လီကသမီးကိုလိုချင်နေဆိုရင်သမီးဘလောက်ဝမ်းသာရဲဆိုတာမမမသိဘူးနော်ဟုလေအော်ဟစ်လိုက်သေးသည်ပေါ်လီယာနာတခဏကြာတော့သူ့အခန်းစီသို့တက်သွားရင်အန်တီပေါ်လီစီကဘယ်တော့မှမသွားဘူးသမီးအန်တီပေါ်လီနဲ့ပဲနေချင်နေဆိုတာတော့သမီးသိခဲ့ပါတယ်ဒါပေမဲ့အန်တီပေါ်လီကိုသမီးနဲ့နေရတာပြောစေချင်တဲ့စိတ်ကဘလောက်များခဲ့လဲဆိုတာတော့မသိဘူးဟုသူ့ကိုယ်သူစိတ်ထဲကပြောမိလေ၏သူဆုံးဖြတ်ချက်ကိုဂျွန်ပင်တတန်အားပြောပြရန်ကိစ္စအားလွယ်ကူသောကိစ္စမဟုတ်သည်ကိုပေါ်လီယာနာသိသည်ထို့ကြောင့်သူမပြောချင်ဂျွန်ပင်တတန်ကိုလည်းသူအင်မတန်ခင်မင်သည်သူအတွက်လည်းစိတ်မကောင်းဖြစ်နေပုံရသောကြောင့်ဖြစ်၏သူအားစိတ်မချမ်းမသာဖြစ်စေသည့်အထီးကျန်ဘဝတွင်နှိရှိလများနေနေရခြင်းအတွက်လည်းစိတ်မကောင်းသူဤသို့ခြောက်သွင်းနေသောဘဝတွင်ရောက်နေရခြင်းမှာသူ့အမိကြောင့်ဟုဆိုသည်ကိုလည်းများစွာဝမ်းနည်းမိသည်ဤအိမ်ကြီးသည်သူသခင်ပြန်လည်ကျမ်းမာလာခြင်းတွင်တိတ်ဆိတ်လျက်ရှိသောအခန်းကြီးများအမိုက်တရိုက်တို့ဖြင့်ရှုပ်ပွားနေသောကျမ်းမြေများဖျို့ဖျဲဖြစ်နေသောစာရေးစပွဲနှင့်အိမ်ရှင်ကြီး၏ညင်းငွေ့ဝယ်ဘဝတို့ကိုတွေးမိလျင်ရင်ထဲမှမချမ်းသာတနေရာရာမှတယောက်ယောက်ကိုတွေးပြီးဤတွင်ပေါ်လီယာနာသည်တစုံတစ်ခုသောအရာကိုရုတ်တရက်တွေးမိသည့်အတွက်ထိုင်ရာမှထခုံမိကပျော်ရွှင်စွာဟစ်အော်လိုက်မိလေသည်ထို့နောက်အစောဆုံးအားလတ်သည့်တစ်နေ့တွင်သူသည်ဂျွန်ပင်တတန်၏အိမ်ကြီးစီသို့ခတ်တုတ်တုတ်တက်သွားလေသည်မကြာမီပင်သူသည်မှုံမိုင်းသောစာကြည့်ခန်းကြီးအတွင်းတွင်သူ၏နဘေးကပလက်ကလာထိုင်ကြီးပေါ်တွင်မစ္စတာပင်တတန်ကခြေပြက်လက်ပြက်ထိုင်လျက်သစ္စာရှိလာသောသူ၏ခွေးကလေးကသူ့ခြေရည်တွင်ဝီလျက်တွေ့ရလေသည်ဘယ်နဲ့လဲပေါ်လီယာနာတို့မသေးခင်ဝမ်းသာတဲ့ကစားသွားရအောင်မလားဟုပင်တတန်ကညင်သာစွာမေးသည်အိုးကစားရမှာပေါ့ဦးအတွက်ဝမ်းအသာဆုံးဖြစ်ဖို့ကိစ္စတစ်ခုသမီးစဉ်းစားလာခဲ့တာဂျွန်ပင်တတန်ကစိတ်မရှိသလိုခက်တင်းတင်းနေသဖြင့်သမီးနဲ့လာဟုမေးလိုက်သည်မဟုတ်ပါဘူးဒါပေမဲ့ပေါ်လီယာနာတော်တော့ပင်တတန်ကစိတ်ထိခိုက်သွားသည့်အတန်ဖြင့်ဖြဲ၍ထားလိုက်သည်မတတ်နိုင်ဘူးမစ္စတာပင်တတန်ရင်တကယ်ပါသမီးမကအန်တီပေါ်လီရှိနေလို့သမီးအန်တီကသမီးဒီကိုလာခွင့်မပေးဘူးလားသမီးကခွင့်မတောင်းပဲဟုပေါ်လီယာနာကအထစ်ထစ်အငုံငေါပြန်ပြောလိုက်သည်ပေါ်လီယာနာရဲ့ပေါ်လီယာနာသည်မျက်နှာကိုလွှဲထားလိုက်သည်ပင်တတန်၏နာကြည့်သောကြည်ကွဲသောအကြည့်ကိုသူမမြင်ရနိုင်အော်သမီးကခွင့်တော်မတောင်းမေကိုမတောင်းဆိုတောင်းလို့မဖြစ်လို့ပါတကယ်ပါခွင့်မတောင်းမဲနဲ့တိသွားလို့ပါအန်တီပေါ်လီကသမီးကိုလွတ်ချင်ပါတယ်ပြီးတော့သမီးကလည်းသူနဲ့ပဲနေချင်ပါတယ်ဟုရဲဝင်းစွာဝန်ခံပြီးအန်တီပေါ်လီသမီးပေါ်ဘလောက်ကောင်းနေဆိုတာမသိဘူးနော်အခုဆိုတစ်ခါသူလဲဝမ်းသာတတ်နေပြီတော်တော်အောင်များနေပြီအရင်ကဝမ်းမသာတတ်ဘူးဆိုတာလည်းသိသားပဲ
ဦးပဲပြောတာပဲမစ္စတာပင်တက်တန်ရဲ့အခုသမီးအန်တီပေါ်လီစီကဘယ်မျှမသွားနိုင်တော့ပါဘူးဟုဆက်ပြောသည်ထို့နောက်အကြာကြီးငြိမ်သက်နေသည်မိလင်းပူထဲမှထင်းတုံးဤတဖြည်းဖြည်းမိသန်သည်သာလျှင်တိတ်ဆိတ်ခြင်းကိုဖြိုခွင်းလျက်ရှိ၏အတော်ကြီးကြပြီးမှမစ္စတာပင်တက်တန်ကဟုတ်တယ်ပေါ်လီယာနာတို့သိပါပြီသမီးအန်တီစီကဘယ်မှမသွားနိုင်တော့ပါဘူးတို့လည်းမခေါ်တော့ပါဘူးဟုဆိုရင်သူ့အသက်တိမ်သွားသည်သို့သောပေါ်လီယာနာကတော့ကြားပါသည်အိုးနေအောင်နေသမီးပြောစရာကြံသေးတယ်လေဦးအဖို့ဝမ်းအသာရဆုံးဖြစ်ရမယ်အလုပ်တစ်ခုရှိပါတယ်ဆိုနေမှပဲတို့အဖို့မရှိတော့ပါဘူးပေါ်လီယာနာအိုးရှိပါတယ်ဦးအတွက်ပါဦးပြောတဲ့ဟာလေဦးကမိမတယောက်ရဲ့လက်နဲ့အသေးနှလုံးဒါမှမဟုတ်ကလေးတယောက်ရှိနေမှပြောစရာအိမ်ဖြစ်မယ်ဆိုအဲ့ဒါကိုဦးအတွက်သမီးရှာပေးနိုင်ပါတယ်ကလေးတယောက်ရှိနေအောင်လေသမီးတော့မဟုတ်ဘူးနော်သိလားတခြားတယောက်ပေါ့သမီးကလွင်တို့ဘယ်သူမှမလို့ချင်ဘူးဟုပင်တက်တန်ကတို့ဆက်ဆက်ပြောလိုက်သည်ဒါပေမဲ့ဦးသိရင်ယူမှာပေါ့ဦးကတနာလဲတနာတတ်တယ်စိတ်ကောင်းနေရှိတယ်အေးဟိုပတ်တုံးကလေးတွေတင်ကားတွေတောကျုံအောင်ကြကကလေးတွေအတွက်ဦးစုထားတဲ့ငွေတွေပြီးတော့ပေါ်လီယာနာဂျွန်ပင်တက်တန်ကခက်ထန်ထန်ကလေးဖြဲ၍တားလိုက်ပြီးကဲအဲ့ဒီတောက်တီတောက်တဲ့စကားတွေကိုရက်တန်းကရပ်လိုက်တော့သမီးကိုထားပြောဖို့6ခါမကစူးစမ်းခဲ့ဘူးပြီတောကျုံအောင်ကြကကလေးတွေအတွက်ပတ်စံတပြားမှမရှိဘူးတသက်နဲ့တကူတစ်ခါမှတပြားမျှလည်းမပို့ဘူးကဲအဲ့ဒါပဲဟုဆိုလိုက်၏သူစိတ်ကပေါ်လီယာနာ၏စိတ်ပြတ်သွားသည့်မျက်နှာကလေးကိုမြင်ရလိမ့်မည်ဟုစိတ်ကိုတင်းကခေါင်းမော့လိုက်တော့သူ့မှာအံ့အားသင့်ရသည်ပေါ်လီယာနာသည်စိတ်ပြတ်မိဝေးစွာအံ့အားသင့်ပြီးပျော်သွားသည်ကိုသာတွေးလိုက်ရ၏ပေါ်လီယာနာကလက်ခုပ်ကလေးများတီးကအိုးသမီးသိပ်ဝမ်းသာတာပဲဟုအော်လိုက်ပြီးမှမျက်နှာကလေးနီမြန်းလျက်ဒီလိုလေတောကျုံအောင်ကြကကလေးတွေအတွက်ဝမ်းမနေဘူးလို့ပြောတာမဟုတ်ပါဘူးအခုပဲဦးကဟိုအဝေးရက်ချကကလေးတွေလိုတခြားလူတွေကလည်းလူချင်နေပြီမို့မလိုချင်တော့ဘူးဆိုတာကိုဝမ်းမသာပဲမနေနိုင်လို့ပါအဲ့ဒီလိုဆိုတော့ဦးကဂျင်မီပင်းကိုပဲယူမယ်ဆိုတာဝမ်းသာလို့ပေါ့ဦးသူ့ကိုလက်ခံမယ်ဆိုတာသမီးသိပါတယ်ဟုဆက်ပြောလေတော့ဤဟဲ့ဘသူကိုလက်ခံရမှာလဲဂျင်မီပင်းလေဦးရဲ့သူကဦးပြောတဲ့ကလေးတယောက်ရှိနေဖို့အတွက်လေသိလားသူကလည်းအဲ့ဒါလိုဖြစ်ရတာကိုဝမ်းသာမှာပဲအရင်တစ်ပတ်ကတော့ဟိုအနောက်ဘက်ကထောက်ပံ့ရေးအသင်းကတော့သူ့ကိုမယူချင်ဘူးဆိုတာပြောလိုက်ရတယ်သူကစိတ်ပြတ်လို့ပဲဒါပေမဲ့အခုသူဒီသတင်းကြားရရင်သိဝမ်းသာမှာပဲဟုတ်လားအေးတို့တော့ဝမ်းသာမယ်မဟုတ်ပါဘူးဟုယတိပြတ်ပြောလိုက်ပြီးပေါ်လီယာနာဒါဟာအတိတ်ပဲလုံးလုံးမရှိတဲ့ကိစ္စပဲဟုလေဆိုလိုက်လေသည်ဦးသူ့ကိုမယူဘူးလို့ဆိုလိုတာလားဟုတ်ပါတယ်ဒီအတိုင်းပါပဲဒါပေမဲ့သူကတကယ်ချစ်ဖို့ကောင်းတဲ့ကလေးတယောက်ရှိနေဖို့ကိစ္စပဲပေါ်လီယာနာကအထက်ထက်အငုံငေါပြောလိုက်ပြီးငိုတော့မလို့ဖြစ်လာကဦးလည်းချင်မိပင်ရှိနေရင်ပြင်းရင်မနေတော့ဘူးလေဟုပြောသေး၏အဲ့ဒါတော့တို့ယုံပါတယ်ဒါပေမဲ့တို့ဘာသာပြင်းရင်နေရတာပဲကောင်းတယ်ထင်ပါတယ်ဟုဆိုလိုက်သည်ပေါ်လီယာနာသည်တခါကနန်စီပြောဖို့သည့်စကားတစ်ခုကိုတွေးပြီးခေါင်းကိုစက္ကနဲ့မောလိုက်ပြီးဦးဟာအလကားဘာမဟုတ်တဲ့အစုပ်ထုတ်ကြီးကိုတော့တင်ထားပြီးတကယ်ချစ်ဖို့ကောင်းတဲ့ကလေးတယောက်ကြတော့ခေါ်မထားချင်မဲကိုတကယ်တော့ဟုပြောလိုက်တော့မစ္စတာပင်ဒတန်အံ့အားသင့်သွားကဘာအစုပ်ထုတ်ကြီးဟုတ်လားဟုမေးလိုက်၏ဟုတ်တယ်နန်စီကပြောတယ်ဦးမှာဖုံးပြထားရတဲ့အစုပ်ထုတ်ကြီးရှိတဲ့ဤတွင်မစ္စတာပင်ဒတန်ပထမတွင်ကြောင်သွားပြီး
နောက်တစ်ခဏတွင်ခွက်ထိုးခွက်လန်ရေလေတော့၏သူသည်တကယ်ပင်အာရပါရရန်လိုက်သဖြင့်ပိုလီယာနာပင်ထိတ်လန့်ကငိုလိုက်မိ၏သူငိုသည်ကိုမြင်မှဂျွန်ပင်တန်သည်ရုတ်တရက်ကိုမတ်ထားလိုက်ကမျက်နှာလည်းတီသွားသည်ပိုလီယာနာအေးမင်းပြောတာဟုတ်ပါလိမ့်မယ်မင်းသိတာထက်ပိုပြီးမှန်နေထင်တယ်ဟုညင်သာစွာဆိုလိုက်ပြီးအေးတကယ်တော့မင်းပြောသလိုပဲတကယ်ချစ်ဖို့ကောင်းတဲ့ကလေးတစ်ယောက်ဟာဖုံးပိထားရတဲ့အစိုးထုတ်ကြီးထက်အများကြီးပိုကောင်းနေဆိုတာသိပါတယ်တို့တွေကမလဲနိုင်ကြတာတခုပဲခက်တယ်တို့ဟာအစိုးထုတ်ကြီးကိုပဲမဆုံးဖြစ်နိုင်ပဲဖြစ်နေကြတာပေါ်လီယာနာကဲထားပါတော့လေမင်းပြောချင်တဲ့ချစ်စရာကောင်းကလေးကြောင့်ပြောပြပါအောင်လေဟုဆိုလိုက်တော့ပေါ်လီယာနာကပြောပြရလေသည်မစ္စတာပင်တန်အာရပါရရန်လိုက်တော့ကြောင့်စိတ်ထဲတွင်ရှင်းလင်းသွားသလားသို့မဟုတ်ပေါ်လီယာနာကဂျင်မီပင်အကြောင်းကိုဂယုဏရသားမြအောင်ပြောပြတော့လူညံစားပြုနေပြီဖြစ်သောသူ့နှလုံးသားကိုထိခိုက်လေသလားမသိထိုနေ့ညနေအိမ်သို့ပေါ်လီယာနာအပြန်တွင်ဂျင်မီပင်အားနောက်စနေနေ့ညနေပိုင်းတွင်ပင်တန်အင်ကြီးသို့လိုက်ခဲ့ရန်ဖိတ်ခေါ်ချက်ရခဲ့လေသည်ပေါ်လီယာနာကဂျွန်ပင်တန်အားနှုတ်ဆက်ရင်းတမီသိမ့်ဝမ်းသာပါတယ်ဦးဒီကောင်ကလေးကိုသဘောကျမှာပါပဲဟုပြောပြီးဂျင်မီပင်ကိုလေအိမ်သူအိမ်သားတွေနဲ့နေစရာအိမ်တအိမ်သိရစေချင်တာပဲသိလားဟုပြောဆိုကတပြင်းချခဲ့ရှာနေသည်အခန်း20နဲ့တရားစနှင့်ထင်ခွေပုံမြင်ပိုလီယာနာသည်ဂျွန်ပင်တန်အားဂျင်မီပင်အကြောင်းပြောခဲ့သည့်ညနေကဘုံကြီးပေါ်ဖိုးသည်တောင်ကုန်းကလေးကိုတက်ကပင်တန်တောအုပ်တွင်သို့ဝင်ခဲ့လေသည်လူလောကအရှုပ်ထွေးများကြောင့်ရောက်ရသောတောကတို့သည်ဤသို့တိတ်ဆိတ်ငြိမ်သက်သောတောအုပ်ဝယ်ပျောက်ကွယ်သွားလိမ့်မည်ဟုလည်းမျှော်လင့်ခဲ့၏ဘုံကြီးပေါ်ဖိုးသည်ရင်ထဲကမချမ်းသာခြင်းလွန်ခဲ့သည့်တစ်နှစ်အတွင်းကသူအုပ်ချုပ်ရသည့်သာသနာနယ်မှာတလားထက်တလားအခြေအနေပို၍ဆိုးဝါးလာခဲ့သည်ယခုအခါတွင်မူကားသူ့မှာဘယ်ဘက်လှည့်လိုက်ရန်ဖြစ်သူအတင်းပြောသူရှုံချသူမနာလိုသူဝန်တိုသူတို့နှင့်သာရင်ဆိုင်တိုးခဲ့ရ၏သူလည်းတတ်နိုင်သမျှဆွေးနွေး၍တောင်းပန်၍ဆိုဆုံးမ၍လှိလျူရှု၍တစ်ချိန်လုံးလိုပင်လေးနက်အာယုံပြုကာဆူတောင်းခဲ့ပါ၏သို့သောယနေ့အထိအခြေအနေတို့သည်ပို၍ကောင်းမလားဆိုး၍သာလာခဲ့သည်ကိုသူဝန်ခံရတော့မည့်အခြေသို့ရောက်ခဲ့နေသည်သူလက်အောက်သင်းအုပ်ဆရာနှစ်ယောက်မှာဘာမဟုတ်သည့်အကြောင်းကလေးတစ်ခုဖြင့်တယောက်နှင့်တယောက်မကြည်နိုင်မချမ်းနိုင်ဓာချင်းဆိုင်၍နေကြသည်အာတက်သည်ရောအရှိဆုံးအမျိုးသမီးသုံးဦးကလည်းမပြောဘလောက်တော့အသေးဖွဲစကားကလေးကအစားတယောက်ပါဆက်တယောက်ဝိုင်း၍ပြောကြရင်ကြုံမကောင်းကြမကောင်းအတင်းဖြင့်ဖြစ်လာသောကြောင့်ထောက်ပံ့ရေးအသင်းမှနှုတ်ထွက်သွားကြသည်ဓမ္မတခြင်းအဖွဲ့ကလည်းတပင်နိုင်အစိုးရကိုမျက်နှာလိုက်၍ရွေးချယ်သည်ဆိုကာစိတ်ဝမ်းကွဲပြားကြလျက်ခရီးယန်အားထုတ်မှုအသင်းကလည်းယင်းဤအမှုဆောင်နှစ်ဦးကလူသိရှင်ကြားဝေဖန်ဖြစ်တင်မှုကြောင့်ပွားစီဖြစ်လျက်မငြိမ်သက်တနင်္ဂနွေကျန်းစာတင်ကြောင်းကလည်းတမောက်နောက်ဆုံးအားထားရာဖြစ်သောကျောင်းအုပ်နှင့်ဆရာနှစ်ယောက်ကလည်းရှင်နေရအခလူထွက်ဆိုသလိုထွက်စာတင်ကြသည်ဤကိစ္စကြောင့်ပင်လျှင်ဘုန်းကြီးပေါ်ဖိုးသည်ဤသို့စိတ်ငြိမ်ရာတပည့်များအကြားသို့ဖျားသခင်ကိုတိုင်တည်ရန်ရောက်လာခဲ့ခြင်းဖြစ်ပေသည်ဤအုပ်ဆိုင်သောတပင်စိမ်များအောက်တွင်ဘုန်းတော်ကြီးပေါသည်ပြဿနာကိုတက်ရင်ဆိုင်လိုက်သည်သူစိတ်ထဲတွင်ကအရေးတော့ကြံရပြီဟုအောက်မေ့နေ၏တခုခုတော့လုပ်ရတော့မည်ချက်ချင်းလုပ်ရမည်ဘာသာရေးဆိုင်ရာလုပ်ငန်းတစ်ခုလုံးရပ်တန့်လျက်ရှိသည်တနင်္ဂနွေနေ့ဒေသနာများတပတ်တစ်ခါစုပေါင်းစုတောင်းပွဲများမိဆုံစားပွဲများမှာ
လူပါတိထပ်ပါလာသည်တာဝန်တိတတ်သူလူလည်းအနေငယ်တော့ချက်နေသည်မှန်ပါ၏သူရတွင်သူတို့ကလည်းအထင်လွဲအမြင်လွဲဖြစ်မှုများကိုထိတ်လန့်ကအပြစ်ရှာသည့်မျက်လုံးများနှင့်ထင်ရမြင်ရကိုပြောတတ်သည့်ပါးစပ်များကိုတတိဖြင့်ကြည့်ရှောင်နေရ၏ဤကဲ့သို့သောအကြောင်းများကြောင့်သူနှင့်တကွဖျားရှိခိုးကြောင်းမြို့သူမြို့သားအပေါင်းနှင့်ခရိယာန်သာသနာကြီးတစ်ခုလုံးနစ်နာနေရသည်ကိုဘုန်းကြီးပေါ်ဖို့တည်သည်နောက်လည်းခံရအောင်မည်တခုခုတော့လုပ်ရတော့မည်မှာထင်ရှားသည်ချက်ချင်းလုပ်ရမည်သူရတွင်ဘာလုပ်ရမည်နည်းဘုန်းကြီးသည်သူ၏အင်ကြီးအိတ်ထဲမှနောက်တရက်တနင်္ဂနွေနေ့တွင်ဟောရန်မှတ်စုထုတ်ထားသည့်ဒေသနာများကိုဖြည်းညှင်းစွာထုတ်ယူလိုက်ပြီးရင်းတို့အားမျက်မှောင်ကျိုး၍ကြည်နေမိ၏သူ၏နှကန်းတို့သည်တင်းမာလျက်သူဟောပြောရန်တန်တိတ်တန်ချထားပြီးဖြစ်သောတရားစာမှကျမ်းဂလင်္ကာများကိုလေးလေးနက်နက်အတန်ထွက်၍ဖတ်လိုက်၏အိုကျန်တက်သီလကြောင့်သူတော်ရောင်နှင့်ကြောင်းသူတော်တို့သင်တို့အားကြီးစွာသောတောကသည်ရောက်လက်တတ်သင်တို့သည်မုတ်ဆိုးမ၏အိမ်ကိုလူယူသိမ်းစား၍အပြစ်မပေါ်စေခြင်းကရှည်စွာသောပတ္ထနာစကားကိုရွတ်တတ်ကြ၏သင်တို့သည်ပုံမိုးကြီးမားသောအပေပုံကိုရောက်ကြလက်တတ်အိုကျန်တက်သီလကြောင့်သူတော်ရောင်နှင့်ကြောင်းသူတော်တို့သင်တို့အားကြီးစွာသောတောကသည်ရောက်လက်တတ်သင်တို့သည်ပင်စိမ်းစမာဇီယာအသီးရွက်တို့ကိုတဖို့လှူကြတော်လဲတရားဥပဒေတရားသဖြင့်စီရင်ရေးဂယုဏနှင့်သစ္စာတရားသည်ဟူသောပုံမူလေးနက်သောအရေးကိစ္စတို့တွင်ကလင်ဟင်းခဲ့ကြလေပြီဤအမှုကိစ္စတို့ကိုဆောင်ရွက်ပြီးတကယ်သို့အထက်အဆိုပါအရေးကိစ္စတို့ကိုလည်းဆောင်ရွက်အပ်၏ဤသည်တို့ကနာကျင်မှုမှထွက်လာသောပြင့်တင်ရှုံချသံတို့ပေသည်စိမ့်ဆိုသောတောအုပ်အတွင်ဝယ်ဘုန်းကြီး၏လေးနက်သောအတန်သည်ပြင်းထန်စွာပဲ့တင်ထက်လျက်ပေါ်ထွက်လာသည်ငှက်ကလေးများရှင့်ကလေးများပင်လျင်ထိတ်လန့်ကငြိမ်သက်လျက်ရှိသည်ဤကျမ်းကြီးများဖြင့်ကြီးညိုလေးမြတ်စွာစိတ်ငြိမ်လျက်ရှိသောဖျားဝတ်ကြောင်အတွင်ရှိသူ၏ပရိသတ်အားလာမည့်တနင်္ဂနွေနေ့တွင်ဟောပြောသောအခါမည်သို့ရှိမည်ကိုကွက်ကွယ်ထင်မြင်စေတကယ်သို့ရှိ၏ဤကသူပရိသတ်သူတို့သည်သူဆောင်ရှောက်ရမည့်လူများပင်သူလုပ်ရပါမည်လားလုပ်ရမည်လားမလုပ်ရဲပဲနေမည်လားဤသည်တို့မှာကြောက်မက်ဖွယ်ပြစ်တင်ရှုံချမှုများဖြစ်သည်ဒါတောင်နောက်ကတစက်သေးပါလာမည်သူစကားများမပါသည်သူသည်ဖျားသခင်ထံအချင်းချင်းဆုတောင်းခဲ့ပြီအကူအညီအဖေးမှဖြင့်ဆောက်ရှောက်ပါရန်လည်းတောင်းခံခဲ့ပြီဤကဲ့သို့သောအရေးကိစ္စများတွင်မှန်တာကိုလုံးမိပါစေဟု၍လည်းစိတ်အားထက်သန်စွာဆန္ဒပြုခဲ့ပြီတို့ရာတွင်ယခုအပြုမူသည်မှန်သောလမ်းစဉ်ဖြစ်ပါမည်လားဘုံတော်ကြီးသည်စာရွက်များကိုဖြင်းညင်းစွာခောက်၍အိတ်ထဲသို့ပြန်ထည့်လိုက်သည်ထို့နောက်ငင်းညူသာပေါက်သောတပ်ပြင်းတစ်ချက်ချ၍တစ်ပင်ချီတွင်ခြေပြက်လက်ပြက်ထိုင်လိုက်ခါမျက်နှာကိုလက်များဖြင့်အုပ်ထားလိုက်လေသည်ဤနေရာတွင်ပင်တတန်အင်ကြီးမှပြန်လာသောပေါ်လီယာနာကသူ့ကိုတွေ့ရလေရာရုတ်တရက်လက်ဖြတ်အောင်မိပြီးပြေးလာလျက်အိုးမစ္စတာဖို့ပါလားခြေရီဘာတွေကျူးတာတော့မဟုတ်ပါဘူးနော်ဟုမေးလိုက်၏ဘုန်းကြီးကသူ့လက်များကိုချလိုက်ပြီးစက်ခနဲမော်ကြီးကပြုံးပြရန်ကြိုးစားလျက်မဟုတ်ပါလားကွယ်မကြိုးပါဘူးခဏနားနေတာပါပေါ်လီယာနာကနောက်သို့အနှဲငယ်ဆုပ်လိုက်ပြီးအိုးတော်ပါသေးရဲ့မစ္စတာပန်တတန်ကတော့သမီးတွေ့တဲ့အချိန်မှာခြေကျိုးနေတာဒါပေမဲ့သူကလဲနေတာဘဘကထိုင်နေတာပဲဟုဆိုလိုက်၏ဟုတ်တယ်ဘဘကထိုင်နေတာပါဘာမှမကြိုးပါဘူးဆရာဝန်တွေကုနိုင်တဲ့အနာမျိုးမရှိပါဘူးနောက်ဆုံးစကားသံများမှာတိမ်လာ၏သို့သောပေါ်လီယာနာကတော့ကြားရပါသည်သူမျက်နှာထားလဲပြောင်းသွားက
သူဤမျက်လုံးများမှာနူးညံ့သောဂယုဏရောင်များဖြင့်တောက်ပလျက်ရှိလေသည်ဘဘဘာကိုဆိုလိုတာလဲသမီးသိပါတယ်ဘဘမှာစိတ်ဆင်းရဲနေတယ်မဟုတ်လားအဖေလည်းအဲ့လိုပဲခဏခဏဖြစ်တယ်ဘုန်းကြီးတွေဟာဒီလိုပဲဖြစ်တတ်တယ်ထင်ပါရဲ့သူတို့အပေါ်မှာမှီနေတဲ့ကိစ္စတွေကလည်းအများကြီးပဲမဟုတ်လားဘုန်းကြီးပေါ်ဖို့တင်အံ့အားစွာပင်လှည့်ကြည့်မိ၏ပိုလီယာနာမင်းအဖေလည်းဘုန်းကြီးပဲလားဟုတ်ပါတယ်ဘဘမသိဘူးလားသမီးကတော့လူတိုင်းသိတယ်ထင်တာအဖေကအန်တီပေါ်လီအမနဲ့ရတယ်လေအဲ့ဒါသမီးရဲ့အမေပေါ့နားလေပြီအေးကွယ်ဘဘကဒီကိုရောက်တာသိမကြသေးတော့ဒီကမိသားစုတွေရဲ့အစဉ်အဆက်ကိုတော့သိမသိဘူးပေါ့ဟုတ်တယ်ဘယ်သိမလဲဟုတ်ပေါ်လီယာနာကပြုံးလျက်ဖြေသည်ထို့နောက်အတန်ကြာငြိမ်သက်နေ၏ဘုန်းကြီးသည်တစ်ပင်၏အောက်တွင်ထိုင်လျက်ကပေါ်လီယာနာရှိနေသည်ကိုပင်မေ့သွားကအင်ကြီးအိတ်ထဲမှစာရွက်များကိုထိုး၍ဖြန့်လိုက်ပြန်သည်သူသည်စာရွက်များကိုမကြည့်ခက်လန်းလန်းမြေကြီးပေါ်ရှိသစ်ရွက်ကလေးတစ်ရွက်ကိုငေးဆိုင်ကြည့်နေသည်သစ်ရွက်မှာလှလှပပသစ်ရွက်မဟုတ်ညှိုးချောက်၍နေပေပြီပိုလီယာနာသည်သူ့ကိုကြည့်ကစိတ်မကောင်းသလိုဖြစ်လာသည်ဒီနေ့နေသားရနော်ဟုစိတ်အားထက်သန်စွာဆိုလိုက်သည်အထန်ချအောင်ဘာသာမျှမကြားရပဲနေပြီမှဘုန်းကြီးကလက်ဖြန့်၍မော့ကြည့်ကဘလို့အော်အေးဟုတ်တယ်နေသားရဟုဆိုလိုက်၏ပိုလီယာနာကပုံမအတက်လာသည့်လေတံဖြင့်ပြီးတော့ချမ်းလည်းမချမ်းဘူးနော်အော်တိုဘာတောင်ရောက်ပြီပဲမစ္စတာဘင်ဒက်တန်မှာမီးဖို့ရှိတယ်ဒါပေမဲ့သူကမလိုပါဘူးလို့လည်းပြောတယ်မီးထဲတာကတော့ကြည့်ကျင်လို့တဲ့သမီးလည်းမီးကိုတိတ်ကြည့်ကျင်တာပဲဘဘကိုဟုပျော်မီမေးလိုက်၏ဘုန်းကြီးကမဖြေပဲအကြာကြီးနေသဖြင့်ပေါ်လီယာနာကစိတ်ရှိလက်ရှိစောင့်ပြီးမှတစ်ဖက်လှည့်၍ဆန်းကြည့်ရန်ဘဘဘုန်းကြီးဖြစ်ရတာပျော်လားဟုမေးတော့မှဘုန်းကြီးကဖြတ်ခနဲမောကြည့်လိုက်သည်ပျော်လားရဲ့လို့ကွယ်တဲဆန်းနဲ့မိခွန်းပဲဘာဖြစ်လို့မေးရတာလဲကလေးရဲ့ဘာမှမဖြစ်ပါဘူးဘဘကိုကြည့်ပြီးအမေကိုသတိရလို့မေးတာပါအမေလည်းတခါအဲ့ဒါလိုပဲဘရဲ့ဟုတ်လားဟုဘုန်းကြီးကတိမ်မွေးစွာဆိုလိုက်တော့လဲသူမျက်လုံးများကမြေကြီးပေါ်ကတရွက်ချောက်ကလေးစီသို့ပြန်ရောက်နေလေသည်ဟုတ်တယ်ဘသမီးအဖေကိုလည်းအခုဘကိုမေးတယ်လို့ပဲဘုန်းကြီးဖြစ်ရတာဝမ်းသာလားလို့မေးတာပဲဘုန်းကြီးလည်းစိတ်မချမ်းမြေ့ရမှအနှဲငယ်ပြောင်းလိုက်သည်အဲ့ဒီတော့သူကဘလို့ဖြစ်လဲအိုးအဖေကတော့ဘရော့မဆိုဝမ်းသာတယ်လို့ပဲဖြေတာပဲအမြဲလို့ပဲဝမ်းသာစရာကိုညှို့နဲ့ချမ်းသာရတာမရှိရင်သူအဖုံးကြီးအဖြစ်နဲ့တမင်းနဲ့တောင်မနေချင်ဘူးလို့လည်းပြောတယ်ဘရဲ့ဘာတွေမရှိရင်ကွယ်ဖုန်ကြီးဤမျက်လုံးများသည်တည့်ရွယ်6ကလေးပေါ်တွင်မရှိတော့ပိုလီယာနာဤရွှင်ပြသောမျက်နှာကလေးကိုတအံ့တော်ငေးဆိုင်လျက်ရှိလေသည်ပိုလီယာနာကရဲလိုက်ပြီးဒါကအဖေခေါ်တဲ့အခေါ်လေးတမကျန်းစာမှာတော့အဲ့လိုခေါ်တာမဟုတ်ပါဘူးဒါပေမဲ့ကျန်းစာထဲမှာဖျားသခင်၌ဝန်တာကြလောတို့ကြီးမားသောပျော်ရွှင်မှုကိုပြုလောတို့ဝမ်းမြောက်ခြင်းဖြင့်အော်ဟစ်ကြလောတို့ဘာလို့ဆိုတာတွေပေါ့သိလားအများကြီးပါပဲတခါအဖေလဲသိစိတ်ညစ်နေတဲ့အခါမို့ရှောက်ရည်တွက်ကြည့်တာ800တောင်ရှိတဲ့ဟုပြောပြ၏800ဟုတ်ကဲ့ပျော်ဖို့ရွှင်ဖို့ဝမ်းသာဖို့နှိုးဆော်တဲ့ဒေသနာတွေလေအဲ့ဒါတွေကိုအဖေကဝမ်းသာစရာကိုညွှန်းတဲ့ကျမ်းစာတွေလို့ခေါ်တာဘုန်းကြီးဤမျက်နှာမှာထူးခြားသောအသွင်ကိုဆောင်လျက်ရှိ၏သူမျက်လုံးများသည်သူ့လက်ထဲကစက်ကိုအပေါ်ဆုံးအရွယ်ရှိအိုကျန်းတက်တီလာကြောင့်သူတော်ရောင်နှင့်ကြောင့်သူတော်တို့သင်တို့အားကြီးစွာသောတောကသည်ရောက်လက်တန်းဟုသောစလုံးများပေါ်သို့ရောက်လျက်အော်သမီးလေးရဲ့အဖေကဝမ်းသာစရာကိုညွှန်းတဲ့ကျန်းစာတွေကိုကြိုက်တာကိုတ
ထပ်တိုးတိုးဆိုလိုက်လေသည်ပေါ်လီယာနာကအိုးဟုတ်တာဘောဟုလေးလေးနက်နက်ဆိုလိုက်ပြီးအဲ့ဒီဟာတွေကိုလိုက်ပြီးရေထွက်ကြည့်တဲ့နေကစားပြီးတောက်လျှောက်စိတ်သက်သာရရသွားတာပဲတဲ့ဖျားသခင်ကဝန်တာကြဖို့ပျော်ရွှင်ကြဖို့အချိန်ပေါင်း800တောင်ဒုက္ခခံပြီးပြောခဲ့တဲ့စကားဆိုရင်လူတွေကိုတကယ်ဝန်တာစေချင်လို့ဖြစ်မှာပဲတဲ့စောကသူမပြောမရွှင်ဖြစ်ခဲ့မိတာကိုလည်းရှက်သွားတဲ့ဒီနောက်မှာတော့သူ့ကိုဒုက္ခတစ်ခုခုဖြစ်တိုင်းဒီစာတွေကိုဖတ်ပြီးစိတ်သက်သာရရတဲ့သိလားထောက်ပံ့ရင်အသင်ကမိမကြီးရရန်ဖြစ်အေးတခုခုမှသဘောမညီညွတ်ကြတဲ့အခါမျိုးပေါ့အဲ့ဒီစာတွေကိုတွေ့ပြီးဒီကစားနည်းကိုစဉ်းစားမိတာလို့အဖေကပြောတယ်ဂျိုင်းထောက်ကလေးတွေကစပြီးသမီးနဲ့ကစားတယ်လေဒါပေမဲ့သူ့ကိုအစားလုပ်ပေးတာကတော့အဲ့ဒီဝန်တာကိုညွှန်တဲ့ကျန်းစာတွေပေါ့ဟုတစ်ဆက်တည်းပြောပြနေ၏ဘုန်းကြီးကအဲ့ဒီကစားနည်းဆိုတာဘလို့ဟာပါလိမ့်ကွယ်ဟုမေးလိုက်သည်အရာရာတိုင်းမှာဝန်တာစရာကိုရှာကြည့်တဲ့ကစားနည်းလေးသိလားအဖေကဂျိုင်းထောက်ကလေးတွေကစပြီးသမီးနဲ့စကစားတာဟုဆိုကပေါ်လီယာနာကအစအဆုံးပြောပြပြန်သည်ဤတစ်ချိန်တွင်သူ့အားနားထောင်နေသူမှာတိမ်မွေ့သောနှလုံးသားနှင့်တသိနားလည်မှုရှိသူတစ်ယောက်ဖြစ်လေသည်အတန်ကြာသောပေါ်လီယာနာနှင့်ဖုန်ကြီးပေါ်ဖို့တို့သည်လက်ချင်းတွဲကတောင်ကုန်းပေါ်မှဆင်းလာကြလေ၏ပေါ်လီယာနာ၏မျက်နှာမှာရွှင်လန်းတောက်ပနေသည်သူကစကားပြောချင်သည်ယခုလည်းအတော်ကြာအောင်ပြောလာခဲ့၏ကစားနည်းကြောင့်သူ့အဖေအကြောင်းဖုန်ကြီးကသိချင်၍မေးသောသူတို့၏ရခင်အိမ်အကြောင်းတောင်ကျေသို့ရောက်လျင်ပေါ်လီယာနာကတလန်းဖုန်ကြီးကတလန်းခွဲကရှောက်သွားကြလေသည်ထိုနေ့ညနေကဖုန်ကြီးပေါ်ဖို့သည်သူ၏စာကြည့်ခန်းတွင်ထိုင်၍စဉ်းစားနေလေသည်သူအနီးစာရေးစပွဲပေါ်တွင်စာရွက်အချို့သည်သူ၏ရေးပြီးဒေသနာမှတ်စုများသည်ခဲရန်ကင်ထားသောသူ၏လက်ထဲတွင်ကစက္ကူလွတ်များရှိသည်ဒေသနာမှတ်စုရေးရန်သည်သို့သောသူသည်သူရေးပြီးသောစာများကို၎င်းမရေးရသေးသောစာများကို၎င်းတွေးတောနေသည်သူ၏စိတ်တို့သည်လေးလံသောအနောက်ဘက်မြို့ကလေးတစ်မြို့တွင်ဆင်းရဲသောနာဖျားသောတောကဖြင့်ပြုံးသောအထီးကျန်သောသာသနာပြုဘုန်းကြီးကလေးတစ်ပါးစီသို့ရောက်နေလေ၏ထိုဘုန်းကြီးကလေးသည်ဖျားသခင်ကသူ့အားဝမ်းမြောက်ပျော်ရွှင်စေရန်ညွှန်ပြထားသောစကားများကိုကျမ်းစာတစ်အုပ်လုံးလိုက်၍ရှာကြည့်နေသူဖြစ်လေသည်အတန်ကြာသောဘုန်းကြီးပေါ်ဖို့သည်တပ်ပြင်းချကလှုပ်ရှားလာသည်သူ့အတွေးတို့သည်လည်းဝေးလံသောအနောက်ဘက်မြို့ကလေးမှလက်ထဲ၌ရှိသောစက္ကူများစီသို့ပြန်ရောက်လာသည်မတ်ရူအခန်း23အပုပ်73 14နှင့်23ဟုရေးချလိုက်၏ထို့နောက်စိတ်မရှိသလိုအမူအရာဖြင့်ခဲတံကိုလွှတ်ချလိုက်ကလွန်ခဲ့သည့်မိနစ်အနည်းငယ်ကသူ့ဇနီးဖတ်၍ချထားခဲ့သောမဂဇင်းစာအုပ်တစ်အုပ်ကိုဆွဲယူလိုက်ကပင်ပန်းနွမ်းနေသောမျက်လုံးများဖြင့်စာရွက်များကိုလှမ်းလောကစိတ်မပါလက်မပါကြည့်နေရင်ကစိတ်ဝင်စားဖွယ်တစ်ခုကိုသွားတွေ့သည်တနေ့သ၌မိခင်ကထင်းခွေခိုင်းသည်ကိုညှင်းဆန့်နေသောသားအားဖခင်ဖြစ်သူကလူကလေးမင်းမေဖို့ထင်းခွေပေးရတာကိုမင်းဝမ်းသာမှာပါကွယ်ဟုပြောတော့သားဖြစ်သူကဘာတခုံးမျှပြောမနေတော့ပဲထသွားလေသည်အဘဲကြောင့်နီဖခင်ကသူ့အားလှုပ်သင့်သည်ကိုလှုပ်စေခြင်းသောကြောင့်ရှင်းရှင်းပြောလိုက်သောကြောင့်သာဖြစ်သည်အကယ်၍သာဖခင်ကဟေ့သားမနက်ကမင်းအမေကိုမင်းပြောလိုက်တဲ့စကားငါကြားတယ်မင်းအတွက်ငါဖြင့်ရှက်ပါရဲ့ကွာသွားအခုချက်ချင်းထင်းသွားခွေပေးလိုက်ပါဟုပြောခဲ့ပါလေမိခင်ကြီးမိဖို့မှာသားကိုအကူမှရမည်ဆိုလျင်ထင်းတစ်ချောင်းမျှရောက်မလာမည်မှာတေချာလှတော့သည်ဘုန်းကြီးလည်းစာအုပ်ကိုဆက်၍ဟိုနာတစ်ပိုက်ဒီနာတစ်ချောင်းဖက်ရင်နောက်တနေရာတွင်ကကြားမမဟုလူတို့အလိုရှိသည်ကအားပေးမှုသာတည်းသူတို့ဤခန္ဓာရည်ကိုရော့ရော့စေမည်အစားအားဖြည့်၍သာပေးသင့်သည်
လူတယောက်အားသူ၏အပြစ်များကိုအထက်ထက်ပြောနေမည်အစားသူကောင်းသည်တို့ကိုပြောရ၏သူ၏အကျင့်ဆိုအဆွဲများမှသူ့အားဆွဲထုတ်၍ကြိုးစားပါလော့သူ၏ကောင်းကွက်များကိုထင်ရှားစေ၍စွမ်းစွမ်းတမန်လှုပ်ဆောင်အောင်မြင်နိုင်မည်သူ၏တကယ်အရေးအချင်းများကိုဖော်ပေးပါလှပသောကုညီတတ်သောမျောလင်းခြင်းရှိသောသဘောသည်ကူးစက်တတ်ပြီးတစ်မြို့လုံးတစ်ရွာလုံးပင်ပြုပြင်ပြောင်းလဲဖြစ်နိုင်သည်လူတို့၏အရေးအသွေးသည်သူတို့၏စိတ်နှလုံးမှလာသည်လူတစ်ယောက်သည်တနာကျင်နာတတ်၍သူတစ်ပါးအကျိုးကိုဆောင်ရွက်တတ်သည်ဆိုလျှင်သူ၏အနီး၌နေသူများသည်များမကြမီဤသို့ပင်ဖြစ်လာမည်တို့ရာတွင်သူသည်အပြစ်တင်တတ်ညှဉ်းဆဲတတ်ဝေဖန်တတ်မည်ဆိုလျှင်သူ၏အိမ်နီးချင်းတို့သည်သူ့လိုပင်အပြစ်တင်တတ်ညှဉ်းဆဲဝေဖန်တတ်လာကြရုံမျှမကအတိုးပါခြားကြလေအောင်မည်အဆိုးကိုတွေ့မြည်ထင်ပြီးရှာမြင်လဲအဆိုးတွေ့ဖို့သိကြပါသည်အကောင်းကိုတွေ့မြည်ဟုသိပြီးရှာလျင်လဲအကောင်းကိုရပြီးသားဖြစ်၏သင်၏သားဖြစ်သူအားအမိအတွက်ထင်းခွေပေးရတာကိုဝမ်းသာမှာပါဟုပြောကြည့်ပါသူသည်ဖြက်လက်တွက်လက်စာထား၍လုပ်သည်ကိုမြင်ရပါလိမ့်မည်ဟု၍တွေးရပြန်လေ၏ဘုန်းကြီးသည်စာအုပ်ကိုချကမျက်နှာကိုမောလိုက်၏တခဏကြာသောသူသည်သူ၏အခန်းချင်းကလေးထဲတွင်ဟိုမှဒီမှဇင်းကြံလျှောက်လျက်ရှိလေ၏အတော်ကလေးကြာသောအခါသူသည်ပင်သက်ရှိရှိရှိုက်လိုက်ပြီးစာရေးစပွဲရှိကလတ်ထိုင်တွင်ဝင်ထိုင်လိုက်လေသည်ဘုရားသခင်ဆောင်မပါကျွန်တော်လုပ်ပါမည်ဟုခတ်တိုးတိုးတိုင်တဲလိုက်ပြီးငါပရိသတ်ကိုငါပြောမယ်သူတို့ထင်းခွေရတာဝမ်းသာမှာပဲလို့ပြောမယ်သူတို့ကိုအလုံးလုံးเสียပေးမယ်အလုံးလုံးရတာဝမ်းသာပြီးအိမ်ကြီးချင်းကိုကဲရဲဖို့အချိန်မရအောင်လဲလုပ်ပေးမယ်ဟုဆိုကသူဤရေးပြီးသောမှတ်စုများကိုကောက်ယူကအထက်လိုက်အလေတဲတဲမှဖျဲလိုက်လေရာတစ်ဖက်၌သင်တို့အားကြီးစွာသောတောကသည်ရောက်လက်တန်းဟုသောစာများပါသည်အပိုင်တခြားတစ်ဖက်၌အိုကြံတက်တီလာကြောင့်သူတော်ရောင်နှင့်ကြောင်သူတော်တို့ဟုသောစာများပါသည့်အပိုင်တို့လွင့်စင်ကျသွားကြသည်သူရှိတတဲရှိမတ်တရုအခန်း23အပိုင်73 14နှင့်23တို့သည်စာချောင်းကိုခေချောင်းမဲကြီးတစ်ချောင်းဆွဲ၍ဖြတ်လိုက်ပြီးတွက်လက်စွာဆက်လက်၍ရေးသားနေလေတော့၏ဤသို့လျင်နောက်တနင်္ဂနွေနေ့၌ဟောကြားသောဘုန်းကြီးပေါ်ဖို့၏ဒေသနာတို့သည်ကြားနေရသူကြီးငယ်ကြားမမဟုလူအပေါင်းတို့တွင်ရှိသမျှအကောင်းဆုံးစေတနာကလေးများကိုလှုံ့ဆော်နှိုးဆွပေးလိုက်သောကြီးစီတံပမာဖြစ်လာပြီတော့သည်ဤဒေသနာအတွက်ကြံကိုးသည်ကပိုလီယာနာပြောပြသည့်ရှိရသောဝမ်းသာစရာများမှတစ်ခုပေသည်အိုဖြောင့်မတ်သောသူတော်စင်တို့ကြည်လင်သရာဝမ်းမြောက်စွာဖြင့်ဖျားကိုကြည်ညိုကြကုန်လော့အိုနှလုံးဖြူသည့်သူတော်ကောင်းတို့ဖျားတရား၌ဝမ်းမြောက်သဖြင့်တောင်းတောင်းဖြတ်ဖြတ်ဟစ်ကြွေးကြကုန်လော့အခန်း23ကျမဆိုကြုံရခြင်းတနေ့တွင်မစ္စစ်စနိုးကတောင်းပန်၍ပိုလီယာနာသည်နာမည်မိနေသောစိတ်တစ်မျိုးကိုမိရန်ဒေါက်တာချစ်လက်တန်ဤစီကံသို့သွားခဲ့လေသည်ပိုလီယာနာသည်ဒေါက်တာချစ်လက်တန်ဤစီကံသို့ရခင်ကတစ်ခေါက်မျှမရောက်ခဲ့ဘူးကြီးထို့ကြောင့်သူကအခန်းကိုပတ်လည်လှည့်၍ကြည့်လိုက်ပြီးအရင်ကသမီးဦးလေးရဲ့အိမ်ကိုတစ်ခေါက်မျှမရောက်ဘူးဒါဦးလေးရဲ့အိမ်မဲနော်ဟုမိလိုက်၏ဒေါက်တာချစ်လက်တန်သည်စာအုပ်ကလေးတစ်ခုတွင်တစုံတရာရေးလျက်ကအေးဟုတ်တယ်ဒါပါပဲဒါပေမဲ့ဒါကိုအိမ်လို့ခေါ်ရတာတော့အာနာပူတာကောင်းပါရဲ့ကွယ်တကယ်ကအခန်းတွေပါပဲအိမ်မဟုတ်ပါဘူးဟုဖြေသည်ပိုလီယာနာကစာနာစိတ်အပြည့်ဖြင့်ဆရာဝန်အားကြည့်ကငြိမ်၍သာနေသည်ပြီးမှသမီးသိပါတယ်ပြောစရာအိမ်ဖြစ်ဖို့ဆိုတာကတော့မိန်းမတစ်ယောက်ရဲ့လက်နဲ့အသေးနှလုံးဖြစ်ဖြစ်ကလေးတစ်ယောက်ပဲဖြစ်ဖြစ်လိုတယ်ပေါ့ဟုပြောလိုက်သည်ဆရာဝန်ကဟေးဟုဆိုကစက္ကနဲ့လှည့်လာသည်မစ္စတာပင်တတန်ကပြောတာလေ
မိန်းမတစ်ယောက်ရဲ့လက်နဲ့အသေးနှလုံးဒါမှမဟုတ်ကလေးတစ်ယောက်ရှိနေဖို့ဆိုတာလေသိလားဒေါက်တာချက်လက်တန်ဦးလေးလည်းဘာဖြစ်လို့မိန်းမတစ်ယောက်ရဲ့လက်နဲ့အသေးနှလုံးမထားလဲရင်ဒါမှမဟုတ်မစ္စတာပင်တတန်ကမလို့ချင်ဘူးဆိုရင်ဂျင်မီဘင်းကိုခုံမွေးချင်မယ်ထင်တယ်ဒေါက်တာချက်လက်တန်ကမပွင့်တပွင့်ရဲလိုက်ပြီးအော်ပြောစရာအိမ်ဖြစ်ဖို့မိန်းမတစ်ယောက်ရဲ့လက်နဲ့အသေးနှလုံးလိုတယ်တဲ့လားဟုပေါ်လီယာနာဤမိခွန်းကိုရှောင်လွှဲလိုက်၏ဟုတ်တယ်သူ့အိမ်ဟာနေစရာတတ်တဲ့ဦးလေးရောဘာဖြစ်လို့မရှာလဲရင်ဘာဖြစ်လို့ဘာမရှာတာလဲသမီးရဲ့ဟုသူ့စပွဲစီသို့ပြန်လှည့်ရင်မိသည်မိန်းမတစ်ယောက်ရဲ့လက်နဲ့အသေးနှလုံးနီအိုးသမီးမေ့နေလိုက်တာဟုပေါ်လီယာနာကရွတ်တရက်မျက်နှာထားပြန်လိုက်ပြီးဦးလေးကိုပြောရအောင်မယ်တနေ့ကမစ္စတာပင်တတန်ဟိုအရင်တုန်းကချစ်ခဲ့တယ်ဆိုတာဟာအန်တီပေါ်လီမဟုတ်ဘူးတဲ့ဒီတော့သမီးတို့လည်းသူနဲ့သွားမနေတော့ဘူးပေါ့သိလားသမီးကဦးလေးကိုအဲ့ဒါလိုပြောခဲ့တယ်လေအဲ့ဒါမှားသွားတာပေါ့ဦးလေးဘယ်သူမှမပြောသေးဘူးထင်မရဲ့ဟုစိုးရိမ်စွာပြောပြနေ၏မပြောပါဘူးဘယ်သူမှမပြောပါဘူးပေါ်လီယာနာဟုဆရာဝန်ကခက်ကြောင်ကြောင်ပြန်ပြောသည်ဒီလိုဆိုလဲကောင်းပါပြီဟုပေါ်လီယာနာကစိတ်သက်သာရာရသွားတယ်လို့တက်ပြင်းချလိုက်ပြီးသမီးကဦးလေးတယောက်တည်းကိုပြောပြတာပါသိလားဒါနဲ့တော့မစ္စတာပင်တတန်ကလေသမီးကဦးလေးတယောက်ပဲပြောလိုက်ပါတယ်ဆိုတော့သူ့မျက်နှာတစ်မျိုးဖြစ်သွားတယ်သိလားဟုဆက်ပြောသည်ဟုတ်လားဟုတ်တယ်ပြီးတော့သူသားကိုလူတွေအများကြီးသိစေခြင်းပုံမပေါ်ဘူးဟုတ်မှမဟုတ်တာနော်ဒါထက်ဦးလေးကမိမတယောက်ရဲ့လက်နဲ့အသေးနှလုံးဘာဖြစ်လို့ရှာမထားလဲရင်ပြောဦးလေခဏမြငြိမ်သက်ပြီးမှဆရာဝန်ကတည်ငြိမ်သောအတန်ဖြင့်လူချင်းတဲ့ဆိုရုံနဲ့ဘယ်မလဲကလေးမရဲ့ဟုဆိုလိုက်သည်ပိုလီယာနာကမျက်မှောင်ကျုံ၍စဉ်းစားလိုက်ပြီးဒါပေမဲ့ဦးလေးဆိုရင်တော့ရနိုင်လိမ့်မယ်ထင်ပါတယ်ဟုပြောနေပြန်၏အေးကျေးဇူးတင်ပါတယ်ဟုဆိုကမျက်လုံးများချီလိုက်ပြီးမှတည်ငြိမ်စွာဖြင့်သမီးထက်ကြီးတဲ့အမျိုးသမီးတွေကတော့ဒီလိုမထင်ကြဘူးနဲ့တူပါတယ်ကွယ်ဒီလောက်တော့လိုက်လျောမဲ့ပုံမပေါ်ဘူးကွယ်ဟုပြောလိုက်၏ပိုလီယာနာကမျက်မှောင်ကျုံလိုက်ပြီးမှတဖန်အံ့အားသင့်တယ်လို့အမှုအရာဖြင့်ဘာလဲဦးလေးကမစ္စတာပင်တတန်လိုတယောက်ရဲ့လက်နဲ့အသေးနှလုံးကိုရဖို့မကြိုးစားခဲ့ဘူးလို့ဆိုလိုတာလားဟုတ်လားဟုမေးလိုက်၏ဆရာဝန်သည်ရုတ်တရက်ထိုင်ရမှထားလိုက်ပြီးကဲပိုလီယာနာအဲ့ဒါထားလိုက်ပါတော့တခြားလူတွေရဲ့ဒုက္ခတွေကိုသမီးစိတ်ရှုပ်မခံနေပါနဲ့တော့ကဲမစ္စစ်နိုမျှော်နေရမယ်ဟောဒီမှာသူ့လိုချင်တဲ့စီးနှံမယ်ဒါကဘလို့စားရမယ်ဆိုတဲ့အညွှန်းကဲဒါပဲမဟုတ်လားဘာရှိသေးလဲဟုစကားဖြတ်ပြလိုက်တော့ပေါ်လီယာနာကခေါင်းရမ်းပြပြီးမရှိပါဘူးကျေးဇူးတင်ပါတယ်ဟုပြောကတကားစီသို့ထွက်လာခဲ့၏တကားမှထွက်ပြီးစင်ချက်ဘက်ရောက်မှသမင်လေပြန်လှဲ့ကဘလို့မဆိုလီဦးလီလူချင်းရဲ့နဲ့မရခဲ့တာဟာသမီးအမေရဲ့လက်နဲ့အသေးနှလုံးမဟုတ်တာကိုပဲဝမ်းသာရသေးတာပေါ့နော်သွားမယ်ဒေါက်တာချက်လက်တန်ဟုနှုတ်ဆက်သွားသည်ကျမဆိုကြုံရသည်မှာအောက်တိုဘာလ၏နောက်ဆုံးနေ့ကဖြစ်လေသည်ပိုလီယာနာသည်ကျောင်းမအိမ်သို့အပြန်စိတ်ချလောက်သည်ဟုထင်ရသည့်နေရာမှလမ်းကိုဖြတ်ရာတွင်အရှိန်ပြင်းစွာမောင်းလာသောမော်တော်ကားတစ်စီး၏ရှိသို့ရောက်သွားခဲ့ခြင်းဖြစ်လေသည်မိကဲသူဖြစ်သွားသည်ကိုမိသူမျှပြန်ပြောနိုင်ပုံမပေါ်ဘာကြောင့်ဖြစ်သည်ဘသူမှားသည်ဆိုသည်ကိုပြောနိုင်သူလည်းမတွေ့ကြရပိုလီယာနာကိုကညနေ9 နာရီတွင်သူအလွန်ချစ်သောအခန်းကလေးထဲသို့တတိအလင်းမရပဲတည်ဆောင်လာရလေသည်သူအန်တီပိုလီမှာမျက်နှာဖြူဖက်ဖြူရောဖြင့်နန်စီမှလည်းမျက်ရည်ဆက်လက်ဖြင့်ပိုလီယာနာအားအဝတ်အစားလေးကအိယာပေါ်တင်ပြီးအရေးတကြီးတယ်လီဖုန်းဆက်ခေါ်သည်ဖြင့်အခြားမော်တော်ကားတစ်စီးနှင့်အမြန်ဆုံးပြေးလာသောဒေါက်တာဝါရင်လည်းရောက်လာ၏
ဆရာဝင်လာပြီးအခန်းတကားပိတ်၍စမ်းသပ်စစ်ဆေးလျက်ရှိသည်နန်စီသည်ဥယျာဉ်မှူးကြီးတွန်ထန်သို့ရောက်လာကငိုတလဲရှိုက်တလဲဖြင့်အမလီသူ့အတော်မျက်နှာကိုကြည့်လိုက်ရုံနဲ့သိနိုင်တယ်သိလားသူ့မှာဝတ္တရားတသက်ဆောင်ရွက်နေတာမဟုတ်ရှာပါဘူးဝတ္တရားမို့လို့လောက်တာဆိုရင်လက်တွေတစ်ဆက်ဆက်တုံမှမဟုတ်ပါဘူးမျက်လုံးတွေကလည်းဒီကလေးကိုတင်မင်းလက်ကဆွဲလို့တော့မလို့ဖြစ်မှာမဟုတ်ပါဘူးနော်မစ္စတာထရမ်မဟုတ်ပါဘူးနော်ဟုပြောပြနေလေသည်ဥယျာဉ်မှူးအဖိုးကြီးကတုံရသောအတန်ဖြင့်ကလေးမအတော်နာနေရှာသလားကွယ်ဟုမေးသည်ဘယ်ပြောတတ်မလဲအိယာထဲမှာပက်လက်ကလေးဖြူပဲဖြူရောလဲနေတာတင်များသွားမလားစိုးရိမ်စရာပေါ့ဒါပေမဲ့ဒေါ်ပေါ်လီကတော့မသိသေးဘူးပြောတာပါပဲသူကတော့သိမှာပေါ့သူကတော့အမြဲလိုပဲအသက်ရှူမှန်ရဲ့လားရင်ခုန်ရဲ့လားကက်ကက်ပြီးနားထောင်နေတာစမ်းနေတာပဲဘလို့ဖြစ်သွားတာလဲနင်မပြောနိုင်ဘူးလားဟေဟုအဖိုးအိုကငိုတော့မလို့မဲလေးရမိသည်ဆဲဆိုပြဖို့ကောင်းတယ်တကယ်ပဲပပဆက်ဆက်ဆဲပြဖို့ပဲကောင်းတယ်သမီးကလေးကိုတိုက်သွားတဲ့ဟာသိပါစေတော့ဒီလောက်ညှော်စော်နေတဲ့ဟာတွေမုန်းပါတယ်တကယ်နေပါအောင်ဟဲ့ဘယ်မှာနာသွားတာလဲမသိဘူးခေါင်းကလေးမှာတော့နည်းနည်းပေါက်တယ်ဒါပေမဲ့သိမဆိုးပါဘူးမများပါဘူးတဲ့ဒေါ်ပေါ်လီကပြောပါတယ်သူကပြောတော့အတွင်းသေးသွားမှစိုးရိမ်နေဆိုလားအဖိုးအိုရဲ့မျက်နှာမှာဖြတ်ကနေလှုပ်ရှားကအတွင်းကြည်သွားတယ်ပြောတယ်ထင်ပါရဲ့ဟေ့ဘလို့ဖြစ်ဟာဒီကလာနာတိုက်မယ်မော်တော်ကားတွေတော့လားငါအေးလီမပေါ်လီကတော့အဲ့လိုစကားတွေကြိုက်မယ်မဟုတ်ဘူးပေါ့ရှင်မသိဘူးနန်စီကခေါင်းကိုပဲညာရမ်းလျက်လှည့်သွားသည်ကျမတို့ဆရာဝန်ထွက်မလာမချင်းဘလို့နေရမှန်းတော့မသိဘူးအဝိရှော်စရာတွေတပုံကြီးရှိနေရင်လည်းကောင်းအောင်မယ်တကယ်ဟုငုံငူယူပြောရင်သူ့လက်များကိုသူလိမ်၍နေလေ၏ဆရာဝန်ပြန်သွားတော့လေနန်စီမှမစ္စတာထရန်အားဘာမှပြောပြနိုင်ဟန်မတူကြီးရိုးတော့ကျူးဟန်မတူခေါင်းကတန်ရမှလည်းမပြောပလောက်သို့တော်ဆရာဝန်သည်မျက်နှာမသားမရဖြင့်ဦးခေါင်းကိုဖြင်းညင်းစွာရမ်းသည်ယခုဘာမျှမပြောနိုင်သည်ဟုလည်းဆိုသည်ဆရာဝန်ထွက်သွားတော့ဒေါ်ပေါ်လီမှာရခင်ကထက်မျက်နှာဖြူပဲဖြူရောဖြစ်လျက်စိတ်မသက်သာလာသောအသွင်ဖြင့်ကျင်ရစ်သည်ပိုလီယာနာတတိကောင်းစွာမရသေးတော့လဲတတောင်းတတနာနီဟန်ရှိသည်ကျွမ်းကျင်သောသူနာပြုဆရာမတယောက်ကိုလည်းခေါ်ထားသည်ထိုညပင်ရောက်လာလိမ့်မည်အိမ်မြသာပြောပြီးမိဖို့ဘက်သို့ထွက်သွားလေသည်နောက်တနေ့နနက်ပိုင်းတွင်ပိုလီယာနာတတိယလာကမျက်လုံးများဖွင့်ကြည့်တော့သူဘယ်ရောက်နေသည်ကိုသိသွားသည်အန်တီပိုလီဘာဖြစ်လို့လဲဒါနေ့လည်းမဟုတ်လားသမီးဘာဖြစ်လို့မထားရတာလဲအန်တီပိုလီသမီးထားလို့လည်းမရပါလားဟုသူကိုယ်သူထူရန်ကြိုးစားရင်းခေါင်းအုံးပေါ်ပြန်ကျသွားသဖြင့်အော်လိုက်သည်သူအထော်ကညံ့သာစွာမထားလိုက်နဲ့အောင်သမီးလေးမထားလိုက်နဲ့အောင်ဟုတားမြစ်လိုက်သည်ဘာဖြစ်တာလဲအန်တီပိုလီသမီးဘာဖြစ်လို့မထားနိုင်တာလဲဒေါ်ပိုလီသည်ပိုလီယာနာမမြင်ရသည့်ဗရင်းပေါက်အနီးတွင်ရပ်နေသောခေါင်းစည်းအဖြူနှင့်သူနာပြုအမျိုးသမီးများလှမ်း၍ပြောရမလားဟုသောအကြည့်ဖြင့်ကြည့်လိုက်တော့သူနာပြုဆရာမကခေါင်းငိမ့်ပြပြီးပြောလိုက်ပါဟုဆိုသည်ဒေါ်ပေါ်လီသည်သူ့လေချောင်းကိုရှင်းလိုက်ပြီးရင်ထဲကစကားပြောမဖြစ်လောက်အောင်စို့ထွက်လာသောအလုံးကိုကြိုးစား၍မျိုးချလိုက်ရ၏သမီးကလေးမင်းညာကမော်တော်ကားတိုက်မိလို့ဒဏ်ရာရတယ်လေဒါပေမဲ့ကိစ္စမရှိပါဘူးအန်တီကသမီးလေးကိုစိတ်အေးထားပြီးပြန်အိပ်စေချင်တယ်ဒဏ်ရာရတယ်အိုးဟုတ်တာပေါ့သမီးပြီးတာလေဟုပြောပြီးမျက်လုံးများကြောင်ကနှစ်ဖူးကိုစမ်းကြည့်လျက်စီးထားပါလားနည်းနည်းလေးနာတယ်ဟုဆိုလိုက်သည်ဟုတ်တယ်သမီးလေးဒါပေမဲ့ကိစ္စမရှိပါဘူးခွယ်ငြိမ်ကလေးအိတ်နေလိုက်တော့ဒါပေမဲ့အန်တီပိုလီသမီးဘလို့နေမှန်းမသိဘူးနေလို့လည်းမကောင်းဘူးခြေထောက်တွေကတမျိုးပဲဘာမှမတွေ့ရတယ်လို့ပဲ
ဒေါ်ဖော်လီသည်သူနာပြုဆရာမကလေးအားအကူအညီတောင်းခံသည့်မျက်လုံးများဖြင့်လှမ်းကြည့်လိုက်ပြီးထိုင်ရာမှထကလက်ထွက်သွားသည်သူနာပြုဆရာမကလေးကလျင်မြန်စွာဝင်လာပြီးရွှင်ပြစွာဖြင့်ဒေါ်လေးပြောပြမယ်နော်သမီးနဲ့ဒေါ်လေးမိတ်ဆွေဖြစ်ကြဖို့အချိန်တော်ပြီလေဒေါ်လေးကပဲမိတ်ဆက်ပြရစီလားဒေါ်လေးနာမည်က Miss Han လို့ခေါ်တယ်ဒေါ်လေးကသမီးရဲ့အန်တီပေါ်လီနဲ့ကူညီပြီးသမီးကိုစောင့်ရှောက်ဖို့ဒီကိုလာနေတာလေကဲအခုပထမဆုံးဒေါ်လေးလုံးမှာကတော့ဟောဒီစီလုံးဖြူဖြူကလေးကိုသမီးတောက်လိုက်ပါအောင်လို့ပြောဖို့ပဲခဲတောက်နော်ဟုပြောလိုက်၏ပိုလီယာနာလည်းမျက်လုံးပြူးလျက်ဒါပေမဲ့လည်းသမီးကစောင့်ရှောက်တာခံချင်တာမှမဟုတ်ပဲအကြာကြီးမခံချင်ဘူးလေသမီးထားချင်တယ်သမီးကြောင်းနေပြီလေသိလားနှက်ပြန်ကြောင်းသွားနိုင်မယ်မဟုတ်လားဟုမေးလိုက်သည်ဒေါ်ပိုလီရက်နေသည့်ပရင်းပေါင်းစီမှကြိတ်၍ရှိုက်လိုက်သောအတန်တန်ထွက်လာသည်သူနာပြုဆရာမကနှက်ဖန်ကလားအဲ့တလောက်တော့မြန်ကြီးတော့ခွင့်မပြုနိုင်သေးဘူးကလေးရဲ့ဒါပေမဲ့ဟော်ရီစီလုံးကလေးကိုတော့တောက်လိုက်ပါဦးလေသူတို့ဘလောက်စွမ်းတယ်လဲဆိုတာကြည့်ရအောင်ပေါ့ဟုပြောလိုက်၏ပိုလီယာနာကမယုံတဝက်နှင့်ပဲကောင်းပြီလေဒါပေမဲ့သမီးတစ်ဖက်ကတော့ကြောင်းသွားရမှဖြစ်မယ်နော်စာမေးပွဲတွေရှိနေတယ်သိလားဟုပြောကဈေးကိုတောက်လိုက်၏10 မိနစ်ခန့်အကြာတွင်သူစကားထပ်ပြောသေးသည်ကြောင်းအကြောင်းမော်တော်ကားအကြောင်းသူခေါင်းခဲသည့်အကြောင်းသို့တော်များမကြာမီပင်စောကသူတောက်လိုက်သည့်ဆေးဖြူဖြူကလေးများ၏တကိုးကြောင့်သူ့အတန်ကလေးသည်တဖြည်းဖြည်းလေး၍ငြိမ်သွားလေတော့၏